အော်ဟိုမှာရှင်းနေလဲလာပြီကဲ အားလုံးလည်းဒီနေ့9ရက်ပြည့်ပြီ။ငါ9ရက်လောက်လည်းစီကံအတိုင်းအတူတူနေခဲ့ကြပြီ။အဲ့တော့ဦးဖုံးမြတ်အမွေခွဲပေးခဲ့တဲ့နောက်ဆုံးပိုက်ကိုဖတ်ပြမယ်နော်။အဖေရဲ့ပိုင်ဆိုင်မှုအားလုံးကိုအပိုင်း9ပိုင်းနဲ့ခွဲထားခဲ့တယ်။ကိုလင်းအတွက်ရှင်းနေရုံးခန်းတဲ့ဥပဒေစာကြီးတိုင်းနဲ့အစုရှယ်ယာ ဟုတ်ကဲ့ပါ ။ຫນွေကြီးအတွက်သူ့အိမ်မက်ဖြစ်တဲ့စေကံဖွင့်ဖို့ရန်ကုန်ကအစာအုပ်တစ်ခု။ဝေကြီးအတွက်သူတစ်သက်လုံးလွတ်လပ်စွာနေထိုင်နိုင်မဲ့ဗန်စင်ရင်းနဲ့အစုရှယ်ယာများ။ Brian ရဲ့အတွက်သူရှုံးပေါ်ခဲ့တဲ့လုပ်ငန်းတွေကိုပြန်လည်ထူထောင်ဖို့အရင်းနှီးနဲ့မြေတစ်ကွက်ဇော်ကြီးအတွက် production လုပ်ငန်းတစ်ခုနဲ့အစုရှယ်ယာထက်ကြီးအတွက်ကစာအုပ်တိုက်တစ်ခုနဲ့အမှုပညာသင်တန်းကျောင်းတူတူအတွက်ကတော့ဒီအင်ကြီးနဲ့အတူသမီးပညာရေးအတွက်ပညာသင်စုရန်ပုံငွေဒါပေမဲ့တူတူဂရီတစ်ခုတော့ပြရမယ်အဲ့ဒါကတော့ဒီအင်ကြီးကိုရောင်းချခြင်းမပြုဘဲထိမ့်သိမ့်ပါမယ်ဆိုတဲ့ဂရီပဲ ဟုတ်ဂရီတော့ပေးပါဦးလေဒါမဲ့လေဒီညသမီးတယောက်တည်းပိုင်တာမဟုတ်ပါဘူးသမီးတို့မောင်နှမ9ယောက်လုံးပိုင်တာပါအဲ့ဒါကြောင့်အလုပ်ရဲ့နာမည်နဲ့ပိုးတဲ့ပိုင်ဆိုင်ခွင့်လေးလုပ်ပေးလို့ရမလား အာမဟုတ်တာအဖေကညီမလေးရစီရှင်လို့ပြေးတာလေညီမလေးယူရမှာပေါ့မဟုတ်ဘူးလား တကယ်တော့ကျမဟာဖေဖေရဲ့သမီးရင်မဟုတ်ပါဘူး ဟောတိပြီ သမီးအမွေရတဲ့အခါသမီးအဖေဖြစ်တဲ့ဦးငင်းတော်အတွက်လည်းကုသိုလ်ကောင်းမှုလုပ်ပေးပါညီမလေးခုလိုလုံးမအားလုံးကညီမရင်တယောက်လိုချစ်မဲ့တယ်လို့လုပ်ခဲ့မိရပါအားလုံးရဲ့အမိမှာဒီဇိုင်းတယောက်မှဖြစ်ချင်ဘူး ကဲဘာလို့နဲ့အဖေဆုံးတော့တနေ့ပြည့်ခဲ့ပြီ ။ဘာလို့အခုလိုချင်းချင်းချင်းနဲ့စီးလုံးဖြစ်သွားတာဖိတ်ကြည့်ကြမယ်နော် ကားပါဟာခုဆိုငါလည်းရင်လို့လောင်းလိုက်မလို့တော့ ။ငါလည်းစီးပွားရေးတွေပြန်ဆင်ပြေပြီးတော့မှအနေသားတစ်ခုရောက်နေ တော့လေကြည့်အောင်လေရင်တော့ဝင်နေသူသေးလို့လားသူတော့လေမမပို့ချိုးပို့လိုက်ပို့ပြောနေရမလားဒါပေါ့ ဆက်စီမင်းရောအစီအပြေရလား ဒီစက်ကတော့ပြောမနေဘူး။ဒါကနေ့ဦးလေးဖြစ်ပြီ ဟာမင်္ဂလာပဲအဲ့ဆိုရင်တော့ငါတို့သူလေးချီရတော့မှာပေါ့ ။အခု